ဒုက္ခရောက်ပြီဆိုလို့ရှိရင်ပျော့ညံ့သွားတတ်တယ်တဲ့ဟုတ်ကဲ့လားအဲ့ဒါကြောင့်မို့လို့လူရဲ့စိတ်ဓာတ်ခိုင်မာမှုရှိမရှိဆိုတာဘာနဲ့စမ်းသပ်ရမလဲလို့ဆိုရင်ဒုက္ခရောက်တဲ့အခါမှာကြည့်ရမယ်အဲ့ဒီမှာမြတ်စွာဘုရားဟောထားတယ်အာပဒါဆိုတာလူတွေကမရှောင်လွဲနိုင်ပဲနဲ့ကြုံတွေ့ရတဲ့ဒုက္ခတွေရှိတယ်။ဘာတွေလဲလို့ဆိုရင်ဘောဂပြဿနာစီးစိမ်ဥစ္စာတွေပျက်စီးတယ်အယောင်းဝယ်လုပ်တဲ့အခါမှာငွေတွေဘလောက်ဆုံးသွားတယ်အယောင်းဝယ်လုပ်တဲ့လူတွေဒါကြုံမှုမှာနော်အဲ့ဒီလိုအချိန်မှာစိတ်ဓာတ်ကြံ့ခိုင်မှုမရှိလို့ရှင်သွားရောအဲ့ဒီပုဂ္ဂိုလ်ธรรมะဆိုတဲ့စိတ်ဓာတ်ကြံ့ခိုင်မှုမရှိရင်သွားပို့ပြီးတော့စီးပွားရေးတွေပျက်စီးသွားဘောဂပြဿနာပြဿနာတရား၅ပါးတဲ့ကဘောဂပြဿနာပစ္စည်းဥစ္စာပျက်စီးတာနဲ့ကြုံသွားလို့ရှိရင်လေဒီလူဟာစိတ်ဓာတ်ဘယ်လောက်ထိအောင်ကြံ့ခိုင်တယ်ဆိုတာအကဲခတ်လို့ရသွားပြီကြံ့ခိုင်တယ်မကြံ့ခိုင်ဘူးသိနိုင်တယ်နောက်တစ်ခုကဘာလို့ဆိုရင်ညာတိပြဿနာဆွေတွေမျိုးတွေကပျက်စီးသွားဆွေတွေမျိုးတွေသေဆုံးတယ်ပျက်စီးတယ်ဆိုလို့ရှိရင်စိတ်ဓာတ်ကြံ့ခိုင်မှုဘယ်လောက်ရှိတယ်လဲစိတ်ဓာတ်မကြံ့ခိုင်တဲ့ပုဂ္ဂိုလ်ဟာပြိုလဲသွားတာပဲအဲ့ချိန်ဟောဒါတွေကလူတွေဟာလူလောကမှာနေနေတဲ့ကြတဲ့ပုဂ္ဂိုလ်တွေညာတိပြဿနာဆိုတာကြုံရတာကြီးပဲမဟုတ်လားမကြုံဘူးဆိုတာမရှိဘူးအိမ်တိုင်းညာတိပြဿနာဆိုတာကြုံတာကြီးပဲနော်ဆွေတွေမျိုးတွေကနေပြီးတော့ပျက်စီးဆုံးရှုံးသွားတာတွေကြုံပြီဆိုရင်စိတ်ဓာတ်ကြံ့ခိုင်မှုမရှိတဲ့လူကပြိုလဲသွားနိုင်တယ်အဲ့ဒါကိုပြောတာစိတ်ဓာတ်ကြံ့ခိုင်မှုရှိမရှိအဲ့ဒီအချိန်မှာသိတာပဲပေါ့နောက်တစ်ခုကရောဂပြဿနာရောဂပြဿနာဆိုတာယောဂဖြစ်တာယောဂဒီပင်လင်ပျက်စီးဖို့ဖြစ်လာတာယတနာတရား၅ပါးရှိတယ်နော်ညာတိပြဿနာတဲ့ဘောဂပြဿနာတဲ့ရောဂပြဿနာဒီနေရာမှာဒီ၃မျိုးပဲပြောနေတာသီလပြဿနာနဲ့ဒိဋ္ဌိပြဿနာနှစ်ခုကကိုချင်းတရားနဲ့အမြင်နဲ့ဆိုင်လောကလူတွေဟာစိတ်ဓာတ်မခိုင်တာဘာနဲ့ပတ်သက်မခိုင်တော့ဆိုရင်ညာတိပြဿနာဆွေတွေမျိုးတွေပျက်စီးရင်လည်းငိုကြတယ်ဟုတ်ကဲ့ဘောဂပြဿနာစီးစိမ်ဥစ္စာတွေပျက်စီးရင်လည်းငိုကြတယ်ရောဂပြဿနာယောဂဖြစ်ရင်လည်းငိုကြတယ်သို့သောသီလပြဿနာကိုချင်းတရားပြတ်သွားဘယ်သူမှမငိုဘူးဒိဋ္ဌိပြဿနာအယူဝါဒပြောင်းလဲဖောက်ပြန်သွားတယ်ဘယ်သူမှမငိုအရေးကြီးတာကတော့သီလပြဿနာနဲ့ဒိဋ္ဌိပြဿနာအပယ်ထိအောင်ကြာစေနိုင်တယ်ညာတိပြဿနာဘောဂပြဿနာရောဂပြဿနာဆိုတဲ့ဒီပြဿနာတရား၃ပါးကဒီတဘဝတည်းပဲခံရတာတဲ့အဲ့တော့ဟိုဘက်ကျတော့တတ္တိကောင်းတယ်ဒီဘက်ကျတော့တတ္တိမကောင်းဘူးဒီလိုဖြစ်တယ်နော်အဲ့ဒါဘာလို့ဖြစ်ရတာလဲဆိုတန်ဖိုးထားရခြင်းမတူလို့ပေါ့သူတော်ကောင်းတွေကြတော့ညာတိကိုလည်းဒီလောက်တန်ဖိုးမထားဘူးဘောဂကိုလည်းဒီလောက်တန်ဖိုးမထားဘူးသူတို့တန်ဖိုးထားတာကဘာတော့ဆိုသီလနဲ့ဒိဋ္ဌိအဲ့ဒါအပြစ်မခံဘူးဒါကသူတော်ကောင်းတွေရဲ့အတွေ့ဟုတ်ကဲ့မြန်မာပြည်မှာဗုဒ္ဓဘာသာလူမျိုးတွေပင်ဖြစ်လက်ကြစားယောဂကိုနာမည်တက်လိုက်လို့ရှိရင်ဒီလူကမြန်မြန်သေသွားတတ်တယ်မခံနိုင်လို့ဟုတ်ကဲ့မခံနိုင်သည့်အတွက်ကြောင့်သေမဲ့ယောဂမျိုးဆိုလို့ရှိရင်အဲ့ဒီလူကမြန်မြန်သေသွားတတ်တယ်ခံနိုင်ပြီဆိုလို့ရှိရင်အသက်ရှည်နေတဲ့ပုဂ္ဂိုလ်တွေရှိတယ်နော်ခံနိုင်အောင်ကိုယ့်ကိုလေ့ကျင့်ထားရမယ်လို့ဒီလိုဆိုလို့မြတ်စွာဘုရားကမရဏတတိဘာဝနာတို့ဘာလို့ပွားခိုင်းတာဆိုတာဒါကိုပြောတာနော်စိတ်ဓာတ်ကြံ့ခိုင်မှုအတွက်ကိုယ်စိတ်ကိုလေ့ကျင့်ထားတဲ့မလေ့ကျင့်လို့ရှိရင်စိတ်ဓာတ်ဟာပျော့ညံ့ပြီးတော့မဖြစ်တဲ့အကုသိုလ်တွေဖြစ်လာတာပေါ့တောကတွေပရိဒေဝတွေနဲ့ဒီလိုဖြစ်လာကောင်းပြီဒါကြောင့်မို့မြတ်စွာဘုရားကအာပဒါတုထာမောဝေရိတဘောတဲ့ဒုက္ခကြုံလာတဲ့အခါမှာလူရဲ့စိတ်ဓာတ်ကြံ့ခိုင်မှုရှိမရှိဆိုတာကိုသိရတယ်